ဟုတ်လားအော်သူဘယ်ရလဲတော့မသိဘူးပေါ့ဟုတ်တွဲရမသိဘူးတေးကြတွဲရများလို့တွဲတာများလို့တွဲရများဆိုမသိတာမသိတာတခါမှဘယ်လိုမသိဘူးဘယ်သူလည်းမသိဘူးဘယ်ကကိုဖြစ်နိုင်လားဆိုရင်တောင်းလေးရှိရပေါ့ဘယ်ရလဲဆိုကောင်းလေးကပြောတော့မျိုးอ่ะကောင်းလေးတော့ကောင်းလေးဘယ်မှာရှိလဲမသိဘူးပေါ့ကောင်းလေးဘယ်မှာလဲမသိဘူးပေါ့ဒီနားလေးမှာဟိုနာပြောတော့ပြောတယ်သူမျိုးဒီနားလေးမှာဟိုနားလေးမှာကိုတွေကြည်ထားနော်ကိုတွေကြည်ထားအေးနာမည်ပါလဲလားထန်ထန်ပဲလေမဟုတ်ဘူးလေညီမနာမည်ဘယ်လိုထန်ထန်မလေးကကောင်းလေးနာမည်ပြောတာမိနေနာမည်ဟုတ်သူပြောပါဒီနေမမွေးနေမင်းတို့ကြည်ထားအေးစပရိုက်တိုက်ချင်တယ်ပေါ့public ကြီးမှာနော် public ကြီးမှာဟယ်လိုညီမလေးမင်းစောကြည့်ထားမင်းညီမလေးနာမည်ထန်ထန်တယ်ဟလားခဏပြေးလို့ရလားနာမည်ကိုရစားနေတာပတင်းတကားမြပွင့်ကမင်းကြည့်လိုက်စမ်းပါကောင်းရင်ညီမလေးနာမည်ထန်ထန်ဟလားအဲ့နာမည်ကိုရကွာပစ္စည်းပိုင်းမှာထားသေးလားမမဟုတ်ဟုတ်လားအမောက်ကြော့လေဒီမှာညီမလေးနာမည်နဲ့ဒီမှာပစ္စည်းမှာထားလို့ဆိုမှလာပုတ်ခိုင်းထားတာဟုတ်လားမထားဘာမှမထားလားဒီနေ့ပါနေလားမွေးနေ့ရောက်ပြီလားမွေးနေ့ကမနေ့ကအော်ကြော်သွားလား3ရက်နေ့က3ရက်နေ့ကအော်မွေးနေ့ကြော်သွားပြီပေါ့အော်မသိဘူးဆိုရင်အဲ့ဆိုညီမလေးနာမည်လေးနဲ့ဟုတ်တယ်ထန်ထန်တဲ့ဒီမှာအဲ့နာမည်ကြားတာနဲ့ရည်ရင်းနေတာချင်းအဖေကလက်သမားလို့တယ်မလားဟုတ်တယ်ဟုတ်လားအဲ့ဆိုမမားပါဘူးလို့လေနော်ဟုတ်အဲ့ဆိုမပစ္စည်းပြချလိုက်မယ်နော်ရုပ်ကတော့ချောပါရုပ်ကလေးချောဒီမှာမာထားသေးလားမာထားသေးလားရောက်မထားအမာထားလည်းယူရတော့မှာပတ်ဆက်မပေးရသေးဘူးနော်ရလားဒီမှာလည်းရှင်းပေးလို့စင်ပြေလားဒီမတည်ဘူးဘယ်နှစ်ပြည့်ပါသေးလား14ပြည့်ပြည့်ခဲ့ပြီလားအရင်တော့14နှစ်အချိန်ဒီအခုလိုမျိုးလက်ဆောင်ပေးလို့ရှိလားမရှိဘူးဒါမှမဟုတ်ဒီတော့ဘယ်လိုခံစားရလဲခုချိန်မပြောရဲခါမှဟုတ်လားဘယ်သူပုတ်ခက်လဲမသိဘူးဘယ်သူပုတ်ခက်လဲမသိဘူးပို့ပေးလို့မရှိဘူးလားမရှိဘူးခါမှတခါမှမရှိအခုရှိနေပြီလေနော်အခုလာပုတ်ခိုင်းလို့ရှိနေပြီဘယ်သူလို့ချစ်လားမပြောတော့မနေ့ကစဉ်းစားပြီးကြည့်ဘယ်သူဖြစ်နိုင်လားမမတို့တည်းမို့ပြေးမယ်ကိုတွေကြည်ထားအေးကိုတွေကြည်ထားနော် public ကြီးမှာကိုနွားဖြစ်ကြအောင်နော်အေးကိုရှိလားရှိရဘယ်ကကိုလားပြောမပြောတော့ဘူးမျိုးဟုတ်လားအော်သူဘယ်ရလဲတော့မသိဘူးပေါ့ဟုတ်တွဲရမသိဘူးတေးကြတွဲရများလို့ကောင်းအဲ့လိုတေးချာမသိရကောင်းလားတွဲ okay ပါကိုတို့အဲ့ဒါများလို့တွဲရများဆိုမသိတာမသိတာတခါမှဘယ်လိုမသိဘူးဘယ်လိုလဲမသိဘူးဘယ်ကကိုဖြစ်နေနားလေးမှာဟိုနားလေးမှာနာမည်ပါလဲလားထန်ထန်ပဲလေမဟုတ်ဘူးလေညီမလေးကကောင်းလေးနာမည်ပြောတာမိနေနာမည်ဟုတ်သူပြောပါကောင်းဒီမလေးမဟုတ်နာမည်တခုမေးကွာအမျိုးချက်မရမို့မေ့တော့နာမမသိရဘူးမေ့တော့အကြောင်းလွယ်မှမေ့တော့မင်းနော် supply တိုက်တဲ့ကောင် public ကြီးမှာနော်အေးကိုနွားဖြစ်ကြအောင်အေးကောင်းလေးနာမည်ပါမေ့သွားပါကောင်းလေးဘယ်နှစ်ယောက်ရှိလားပြောလို့မရအများရှိရပေါ့ချက်မမီဘူးအများရှိတယ်မမမီဘူးအများကြီးတဲ့ဘယ်သူဖြစ်နိုင်လားတယောက်နာမည်မမမီဘူးလားဟိုတယောက်မမီရဲ့ဗလဲချင်းထရပဲချင်းထရပဲမမီရဟုတ်လား14နှစ်ကောင်းလေးအများရှိရပဲတဘောကြောက်ရ14နှစ်တယ်နော်အေးနာမည်တွေတော့မမီဘူးတဲ့ကောင်းလေးအများရှိရ60နာနည်းနည်းပွေတော့ပါအဲ့လိုအေးဖြစ်သွားအရင်ချေနှစ်ပွေတော့ပါနော်တကယ်တော့ညီမလေးဒီတယောက်လဲညီမလေးကောင်းလေးမဟုတ်ဘဲနဲ့ပေါ့နော်ညီမလေးကို crush နေတဲ့တယောက်ပေးခိုင်းနေဆိုရင်ရောလက်ခံလို့ရလားလက်ခံရပါတယ်ရလားပြောရလေကိုမွေးနေစောတကားမမျိုးပေးဘူးဟုတ်လားအဲ့ဆိုတော့ဖတ်ကြည့်လိုက်မယ်နော်အမဒါလည်းတိတယ်ထင်တယ်သူအမစာလေးရောပါထားတယ်အမတို့လေနော်အဲ့ဆိုရင်အမစာလေးဖတ်ပြမယ်နော်ဒီခြေထောက်ထောင်ပေးနော်ဘယ်သူပေးလက်ခံလို့ရရနော်ရပါအမေစိတ်ဆိုးလောက်ဘူးလားဆိုးပါဟုတ်လားလက်ဆောင်ပေးတော့ဝမ်းနေနေတော့မှာပဲနော်ပြောနေမှာမသိလို့လေဒါလို့ sorry သူကခါမှပေးဖို့တော့မသိဘူးဘသူပေးမယ်လို့ထင်လဲညီမလေးစိတ်ထဲမှာပေါ့နော်ဘသူဖြစ်နိုင်မယ်လို့ထင်လဲအဲ့တော့ပြောတော့မှာအေးပေါ့အများကြီးရှိပေါ့နော်ညီမလေးကောင်လေးထားအရင်များပါနော်အများကြီးရှိသေးနေပြီမှာတယောက်ပေါ့နော်မင်းတို့ငါပြော game မဲဆော့ဒုတ်ထိုးစားနော် game မဲဆော့ဒုတ်ထိုးစားဖြစ်နိုင်ဆုံးပေါ့ဒီလိုမျိုးလက်ဆောင်ပေးမဲ့သူပေါ့နော်ဘယ်သူဖြစ်နိုင်လဲပေါ့
ဒါတော့မပြောတော့ဘူး ပြောတော့ ခါတော့ကြုံဘူး ဟုတ်လားပထမဦးဆုံးပေါ့နော်ဘယ်လောက်ပြောသွားလဲ အရင်ပြောသွားရင်ခုန်တယ်ကွာ ဒီနေ့ခုံတယ်အရင်ပြောဟုတ်ပြီအဲ့ဆိုရင်အမစာဖတ်လိုက်မယ်နော်ဘာလို့လဲဆိုရှေ့ဦးစွာတဲ့မွေးနေ့ရှင်ကိုမွေးဖားပေးတယ်တဲ့ကနူးနဲ့ကပားပေါ်ဖျားကောင်းကြီးပေးပါစေတဲ့ကိုကိုရဲ့ညီမလေးမွေးနေ့မှာပျော်ရွှင်ပါစေနော်တဲ့အရင်လို့စိတ်ဆိုးစိတ်ကောက်တာလေးလည်းလျှော့ပါတဲ့ကောက်လား ဆိုင်မြက်လား မြက်လား စိုင်းမြတ်တော့နော်အေးစိုင်းမြတ်ကြီးမင်းတော့ ဟုတ်တယ်နော်အရင်လို့စိတ်ဆိုးစိတ်ကောက်တာလေးလည်းလျှော့ပါတဲ့ဆိုင်းမြက်လည်းကောင်းလဲပဲလား ကောင်းလည်းမဟုတ်ဘူး ဟုတ်လားဘာတူလဲဆိုရင် အဒီကနေ့ကိုအဖေအနူးနဲ့ပါမယ်ဆိုသူပဲရှိရ ဟုတ်လားဟောအကိုပေါ့အကိုတော့မဟုတ်ဘူးထင်တယ်နော် မသိဘူးသူကပြောတယ်စကားတော့ပြော line မှာစကားပြောရှင်တယ်တက်အောင်ပြောရင်မသိဘူး ဟုတ်လားအဖေနဲ့မင်းနဲ့လည်းခင်နေပေါ့ ခင်တယ် ခင်နေအဲ့ဆိုပြဖတ်လိုက်မယ်နော်အဲ့ဆိုရင်ကိုဆိုင်မြက်ကိုဆိုရင်အမြဲစိတ်ဆူစိတ်ကောက်ရပေါ့တခြားကောက်လို့ဆိုမကောက်ဘူးပေါ့ မသိမကောက်သူ့ကိုကောက်တယ် ဘာဖြစ်လို့သူ့ကိုကောက်ရလဲ အပါလေကိုကိုရင်ပုံဖြစ်နေရော ဟုတ်လားအဲ့ဆိုရင်တဲ့ဒီပြောဟာပေါ့နော်အရင်လိုစိတ်ဆိုးစိတ်ကောက်ရလဲရှော့ပါနော်တဲ့ကပားနဲ့ကနူးရဲ့ဆုံးမတွင်တင်မှုကိုနာခံပြီးတော့မှမိသားစုပေါ်တည်တက်နားလေတဲ့တမီးရတနာလေးဖြစ်ပါစေနော် God bless you ညီမလေးရဲ့ကိုတဲ့ဘာတူလဲ မပြောတော့ဘူးအဲ့အနူးနဲ့ပါပြောဆိုအဲ့ဆိုင်မြက်ပဲရှိရ ဆိုင်မြက်ပဲရှိရကိုဆိုင်မြက်ပဲမနေရလား ပြောဖို့ရမေ့တော့ ပြောခွင့်မိပါဟုတ်လားအဲ့ဆိုရင်တဲ့ညီမလေးရဲ့ချစ်ရတော့တဲ့ကိုဆိုင်မြက်တဲ့ ငါတော့ကြောက်တယ်ကွာစိုင်းမြတ်အစားငါကြောက်တယ် ထင်လားကိုလို့ပေးမလို့ထင်လား3ရက်နေ့မွေးနေ့ဟုတ်တယ်တဲ့ညီမလေးမွေးနေ့ပေါ့နော်သူမွေးနေ့မှာပေးချင်လို့တဲ့ဒါပေမဲ့ဘယ်လိုပြောမလဲကိုကချောအလုံးနဲ့သွားနေရဆိုဟုတ်တယ်မဟုတ်လားအဲ့ဆိုမလုပ်ပေးလိုက်ရလို့တဲ့ဒီနေ့တဲ့ညီမလေးကအရန်ပျော်ခိုင်းစေချင်လို့ပေါ့နော်စပိုက်ပြိုက်စေချင်လို့အမားတို့ပေါ့နော်လက်ဖို့ခိုင်းတာဟုတ်တယ်လို့အခုလိုမျိုးပေါ့နော်ကိုပေးမယ်လို့မျှော်လင့်ထားလား ညထင်သားခဲ့ ထင် ဘူး တော့ဘယ်လောက်ဝမ်းသာသွားလဲ အရင်ဝန်တာတော့တယ် အရန်ဝမ်းသာသွားတယ်အဲ့ဆိုရင်ပေါ့နော်အရန်ဝမ်းသာသွားဆိုကိုပေါ့နော်ဘာလေးပြောချင်လဲပေါ့နော်ဘယ်လောက်ထိကျေးဇူးတင်ကြောင်းပေါ့နော်ဘယ်လောက်ထိချစ်ကြောင်းပြောပြပေးလိုက်ပါအောင်လို့ကိုအမစကားလေးတစ်ခုနှစ်ခု သူကဒီမှာလာရင်တော့တအားပြောတယ်ဘယ်လောက်ပြောလဲဆိုတော့အရင်ခုံပါစက်မထွက်ဘူးရှင်နေတာလာရင်တော့ဘာလဲအရင်ပြောမနေနိုင်ဘူးခါမတော့ကြုံဘူးအမျိုးပေးခဲ့မှလည်းမထင်ဘူးပေးမှပြောမထင်ခဲ့ဘူး ဟုတ်လား ရှင်နေတာခုံတယ် ဟုတ်လားပြီးရောဘာပြောချင်သေးလဲကိုဘယ်လိုလေးပြောချင်သေးလဲပေါ့ အမျိုးကျမကယူဆိုင်ပေါ်သူ့ဘာလဲကိုယ်ကျမကယူဆိုင်အလုံးလုံးလည်းတတိထားပေါ့အမျိုးပေါ့အမြန်ဆုံးရအောင်ပေါ့ โอเคပါကိုမတွေ့ချင်ဘူးလား သူရှင်မ သူဒီမှာမလာကြပြီလား ကြပြီလား ကြပြီဟဟလားဘယ်လောက်တွေ့ချင်လဲသူ တော်ချာမပြောတတ်ဘူး ဟုတ်လားတကယ်လို့ကိုဒီကိုရောက်လာမယ်ဆိုမပြောလား ပြောတယ်အဖေမရှိတော့တော့ ဟုတ်လား ရောအတီးချပြီးနေရတာ အော်ဟုတ်လားဟုတ်ပါပြီကိုကပြောရဲသူအခုလုံးခင်းရောက်နေတယ်တဲ့ နော် နိုင်ငံရေးအခြေအနေမကောင်းလို့တဲ့ညီမလေးခုဒီရက်တရက်နှစ်ရက်ကြားထဲမှာပေါ့နော်ညီမလေးကို စိတ်တွေတော့မကောင်းတော့ လာတွေ့ဖြစ်အောင်လာတွေ့ပါမယ်တဲ့အမစကားလေးပါလိုက်တယ်အဲ့ဆိုညီမလေးဘယ်လိုပြန်ပြောချင်လဲ ချက်သိန်းနေတော့ထားနော် အမြန်ဆုံးရောက်လာတော့ပြောနေတယ် ဟုတ်ကဲ့ပါချစ်စစ်တင်ပါတယ်စပျော်ရှင်တော်မွေးနေ့လေးလည်း ဒါလောက်တာ ညီမလေး ဒါလောက်တာ ဒီ ပေါ့ နေ့မမွေးနေ့ Good morning baby ဘယ်လိုလဲမြလာ Hey ချစ်လို့စားရနော်